ဘဲဝစ်တန်နာကြီးအဲ့ဒီအချိန်ကမကောင်းဆိုးဝါးရဲ့ကလေစားဟာတစားထက်တစားပြောစမှတ်တွင်ကျေပြန့်လာခဲ့ပြီးနောက်မှာတော့နောက်တစ်ချိန်မှာအမေရိကန်ရဲ့9ယောက်မြောက်သမ္မတဖြစ်လာမဲ့ဗိုလ်ချုပ်အန်ဒရူးဂျက်ဆန်တယောက်မျက်နှာလွှဲပြီးမနေနိုင်တော့ပါဘူးတရေတစီဆိုတာလဲအယုံကြည်ကင်းမဲ့တဲ့အတွက်ကြောင့်ဘဲဝစ်တန်နာကြီးရဲ့ဖြစ်အင်ကိုသူ့ကိုယ်တိုင်စုံစမ်းထောက်လှမ်းဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်ဒီလိုနဲ့တနေ့မှာဗိုလ်ချုပ်ဂျက်ဆန်နဲ့သူ့ရဲ့တပ်သားတွေဟာဂျွန်မဲပိုင်ဆိုင်တဲ့လေကွင်းချန်စီကိုရောက်လာခဲ့ကြပါတယ်သူတို့ရဲ့ရွေချက်ကတော့ဒီအိမ်မှာရှိနေတဲ့မကောင်းဆိုးဝါးကိုချိုးနေပစ်လိုက်ဖို့ပါပဲဒါပေမဲ့သူတို့တွေအိမ်စီကိုတော့မရောက်လိုက်ခဲ့ကြပါဘူးခြံထဲကိုဝင်ချင်းမှာပဲဗိုလ်ချုပ်ဂျက်ဆန်စီးနှင်းလိုက်ပါလာတဲ့ယထာရွယ်မြင်းလဲဟာမမြင်ရတဲ့သုံးတရားရဲ့စွမ်းအင်တက်ရောက်မှုကြောင့်ရုတ်တရက်တုံဆိုင်ရက်တန့်သွားပြီးဆွေးမြင်းတွေကလည်းစောက်တရားမရခုံပေါက်နေခဲ့ကြပါတယ်ဒါနဲ့မြင်းလဲသမားကလည်းဒီဆွဲမြင်းတွေကိုနှင်းနှန်းနဲ့ရိုက်နှက်ပြီးပြန်လဲထိန်ချောင်းရင်ယထာရွယ်ကိုဆွဲစီတော့အံ့အားသင်းလောက်စရာကောင်းအောင်ယထာရွယ်တွေဟာမြေတမုံစာလောက်မှရွှေမသွားခဲ့ပါဘူးဗိုလ်ချုပ်ဂျက်ဆန်နဲ့သူ့လူတွေဟာဒီအဖြစ်အပျက်ကိုအံ့ဩတုန်လှုပ်နေကြတော့မှပဲအတန်နဲ့နဲ့ကြီးနဲ့ရေမောတန်တွေစက်တိုက်ပေါ်လာပါတော့တယ်ဒါကြောင့်သွေးပြတ်သွားကြတဲ့ဗိုလ်ချုပ်ဂျက်ဆန်နဲ့သူ့အဖွဲ့သားတွေဟာယထာရွယ်ကိုလာရလန်းအတိုင်းပြန်လဲဖို့အမိန်ပေးပြောကြခဲ့ပေမဲ့မြင်းလဲသမားဟာမြင်းတွေကိုဘလောက်ပဲယုံခိုင်းလဲကတုတ်တုတ်မှတော့မလုပ်ပါဘူးအချိန်တစ်ခုကြာမှရေမောတန်ဟာအရှိန်တက်သွားပြီး၆ကက်ကက်ကွဲအပ်တန်နဲ့ငါမင်းတို့ကိုအခုသွားခွင့်ပေးလိုက်မယ်ဆိုတဲ့စကားတန်ဟာပြပြကိုပေါ်ထွက်လာခဲ့ပါတယ်ကြာချင်းနေကြောစိန်သွားကြတဲ့ဂျက်ဆန်နဲ့သူ့လူတွေဟာလည်းယထာရွဲကိုပါစွန့်ပစ်ထားခဲ့ကြပြီးလာရလန်းအတိုင်းကြောက်လန့်တကြားတုတ်ချီတင်အော်ဟစ်ထွက်ပြေးသွားခဲ့ကြရပါတော့တယ်အဲ့ဒီနောက်ပိုင်းမှာတော့ဗိုလ်ချုပ်အန်ဒရူးဂျက်ဆန်ဟာငါတော့ဘေးဝစ်မကောင်းဆိုးဝါးနဲ့ရင်ဆိုင်ရမယ်အစားဗြိတိန်စစ်တပ်နဲ့ပဲတိုက်လိုက်ချင်တော့တယ်လို့မှတ်ကြောက်တင်မိတ်ဆွေခဲ့ပါသေးတယ်နှစ်တွေဘလောက်ပဲကြာဘဲဝစ်မကောင်းဆိုးဝါးရဲ့ဂျွန်ဘဲတို့မိသားစုအပေါ်6လက်နှိမ့်ဆက်နေတာတွေဟာရက်တက်မသွားခဲ့ပါဘူးပိုပြီးဆိုးဝါးလာတာပဲရှိခဲ့တာပါဒီလိုနဲ့နှစ်အနည်းငယ်ကြာမှာတော့ဂျွန်ဘဲဟာနာမကျန်းဖြစ်လာခဲ့ပြီးထူးဆန်းတဲ့ယောဂလက္ခဏာတွေနဲ့ကျန်းမာရေးဆိုးဝါးလာခဲ့ပါတော့တယ်အဲ့ဒါတွေကမျက်နှာမှာအကျော်ဆွဲပြီးစန့်တငင်ဖြစ်တာတွေခြေလက်အင်္ဂါတွေဟာကောင်းစွာမလို့ရှားနိုင်ပဲလမ်းလျှောက်ရင်ပြိုလဲကျသွားတာတွေကင်ထားတဲ့ပစ္စည်းတွေလွတ်ကျတာတွေဘာသာစာမျိုးချမရပဲအစားနေတာတွေပဲဖြစ်ပါတယ်ဒီလိုနဲ့1820ခုနှစ်မှာတော့ဂျွန်ဘဲကိုသူ့ရဲ့အိတ်ခမ်းထဲမှာတည်ဆုံးရက်တွေ့ခဲ့ရပါတော့တယ်အသက်ခံတာကင်းမဲ့နေတဲ့ဂျွန်ရဲ့ရုပ်လောင်းနီးမှာထူးဆန်းတဲ့အမဲရောင်ပြည့်ချွတ်အရည်တွေကိုတွေ့ရတဲ့အတွက်သူ့ရဲ့မိသားစုဟာဒီအရည်တွေကိုမတင်ကားဖြစ်မိတဲ့အတွက်ကြောင့်အနီးမှာရှိတဲ့ကြောင်ကိုအတင်းကျွေးကြည့်လိုက်တော့ဒီကြောင်လေးဟာနေရာမှာတွင်အကျိုးဆွဲပြီးတည်သွားတာကိုမျက်ဝါးထင်မြင်လိုက်ကြရပါတော့တယ်အဲ့ဒီအချိန်မှာပဲဘယ်ကနေမှမသိတဲ့လောင်ရည်တန်ကြီးဟာထွက်ပေါ်လာပြီးဒီရည်တွေကိုငါမနေ့ကဒင်းကိုတိုက်ပစ်လိုက်တာလေဒင်းတော့အခုကိစ္စချောပြီပေါ့လို့ရေရင်မောရင်ပြောတယ်ဒီအချိန်မှာမျက်မြင်ကိုယ်တွေ့ကြုံလိုက်ရတဲ့အိမ်နီးချင်းတွေမိတ်ဆွေတွေရောမိသားစုဝင်တွေပါဒါကိုကြားချင်းအတော်ကိုထိတ်လန့်တုန်လှုပ်သွားကြပါတော့တယ်တတိရှိတဲ့သူတချို့ကတော့အတန်လာရာကိုရှာဖွေစူးစမ်းကြည့်ကြပြန်တော့လဲဘယ်ကလာမှမသိခဲ့ကြရပါဘူးဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်းရဲတွေစုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာတော့ဂျွန်ဘဲတိတ်ဆုံးမှုရဲ့တရားခံဟာမကောင်းဆိုးဝါးတရက်တစ်စိတ်တစ်ကောင်ရဲ့လက်ချက်ပါလို့ကောက်ချက်ချခဲ့ကြရပြီးဒါဟာအမေရိကန်နိုင်ငံမှာပထမဆုံးတရက်တစ်ကောင်ရဲ့လူသက်မှုအဖြစ်နဲ့အမှုပိတ်ခဲ့ရပါတော့တယ်